အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကဒီ HR ဘိုင်းနဲ့ပတ်သက်ပြီးမှဒီ video series လေးတင်ချင်ပါတယ်ပထမပိုင်းမှာကြတော့ကျွန်တော်တို့ဒီ company တစ်ခုမှာဖြစ်လုပ်ငန်းတစ်ခုမှာလုပ်တဲ့အခါမှာ HR ဝန်ထမ်းတွေအပြင်ဘယ်လိုမျိုးတွက်ရမလဲဘောနော်ဒီလပိုင်းသူ service year ကိုဘယ်လိုမျိုးတွက်မလဲ service mark ကိုဘယ်လိုမျိုးတွက်မလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှကျွန်တော်တစ်ချက်လောက်ဝင်ကချင်ပါတယ်ပြီးလို့ရှိရင်တစ်ဆင့်နဲ့ပတ်သက်ပြီးမှသူတို့ attendance list တွေတွက်ပုံတွက်နေ payroll payment တွေတွက်ပုံတွက်နေကအစားတစ်ခုသွားဖြစ်လေးသွားဖြစ်ပါတယ်တစ်ချက်လောက်ကြည့်ပေးပါကျွန်တော်ဆိုပါတော့ဒါကကြတော့ HR ဘိုင်းမှာအဓိကလိုအပ်တာက human resource department ပါဘောနော်အဓိကလိုအပ်တာကတော့ကျွန်တော်တို့ဒီဝန်ထမ်းတွေရဲ့ database တွေဖြစ်ပါတယ် database ကဘာကြောင့်အရေးကြီးတာလဲဆိုရှင်ဝန်ထမ်းတွေရဲ့အချက်လက်ရှိမှတာလေကျွန်တော်တို့တွက်လို့ရမှာကိုဒီတော့ဒီမှာကြည့်တယ်ဆိုလို့ရှိရင်ဒီ column မှာ serial number ရှိမယ် employee number တွေရှိမယ် employee ID ကတော့ကျွန်တော်တို့ဒီ company ကတော့ထုတ်ပေးတဲ့ဒီအစင်လေးပေါ့နော် company မှာဝန်ထမ်းဘယ်လောက်ရှိတယ်ဆိုတဲ့အရာ ID နဲ့ check လုပ်တာပေါ့ဒီမှာကျတော့ကျွန်တော် randomly ကျွန်တော်တို့ဒီပိုင်းပဲလောက်ထားတာဖြစ်ပါတယ်နာမည်တွေကကြတော့ကျွန်တော် master ဖြစ်တယ် mate ရှိတယ်ပုံမှန်ခွေးတယ်နောက်ပိုင်းဆိုလို့ရှိရင်လိုအပ်ချက်ပေါ်မှာဒီတားဖွားတွေပါတယ်ဒီနဲ့ပတ်သက်ပြီးမှခွေးဒီသူတားဖွားတဲ့ခွင့်တွေပါတယ်ဘောနော်အဲ့လိုမျိုးဟာယူတဲ့အခါမှာတွက်ချက်လို့ရအောင်ကျွန်တော်တို့ထည့်ချင်းဖြစ်ပါတယ် joining date ကကြတော့ကျွန်တော်တို့ဘေးဘောနော်ဘေးနေ့ကနေပြီးတော့မှဒီ company ကို join တာလေးဆိုတဲ့အရာစထည့်တာပေါ့နော်ပြီးမှပဲကျွန်တော်တို့ service year ကို service month ပေါ့သူမှဒီ company မှာဘယ်လောက်ထည့်လောက်ခဲ့တယ်ဆိုတဲ့အရာကိုတွက်လို့ရမယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ rank by ပေါ့နော် rank by ရှိမယ် position by မှာ department ဒါကကြဒီသုံးခုကကြတော့နောက်ပိုင်းကျွန်တော် video clip မှာတင်ပေးပါမယ်ဒီနေ့ကတော့ဒါဘယ်လိုမျိုးတွက်လဲဆိုတဲ့အရာအဓိကပြချင်တာဖြစ်ပါတယ်အဓိကဒီထားရမယ့်အရာကဒီ home page မှာပါတဲ့ exit number ဒီကိစ္စကိုအလေးထားပြီးတော့ view ဆိုင်ဖို့လိုအပ်ပါတယ်ဒါတော့ကျွန်တော်ကတော့ general ပေါ့နော်လို့ဆို general ထည့်ထားတယ်နောက်ပိုင်းဆိုလို့ရှိရင်တော့ဘာပြောင်းလဲဆိုတဲ့အရာကိုထိတက်တော့ကျွန်တော်တစ်ချက် video clip တင်ပေးပါမယ်ဟုတ်ပါပြီဒီတော့ဝန်ထမ်းတယောက်ကကျွန်တော်စီကိုလာပြီးတော့ join ပြီ2020လောက်မှာ join ပြီအခု service months ဘာလို့ဒီမှာလောက်တက်ဘယ်လောက်ရှိပြီလဲဆိုတဲ့အရာကိုတွက်တဲ့အခါဘယ်လိုတွက်မလဲပေါ့ဒီတော့ဒီမှာ formula တစ်ခုရှိပါတယ်အဲ့ဒီ formula ကဘာလဲဆိုကျွန်တော်နဲ့လို့ဆိုတော့ကျွန်တော်ဇုံးလေးနည်းနည်းကြည့်လိုက်မယ်အဲ့ဒီ formula က date diff ဆိုတဲ့အရာနဲ့ကျွန်တော်တွက်ရပါတယ်နော် date diff equal to ကိုကျွန်တော်ခေါ်တယ် date diff date if ကိုခေါ်တော့မှဝင်စဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာ joining day ကိုကျွန်တော်တို့ခေါ်တယ် joining day ခေါ်လို့ရှိရင် comma ကောက်ပါတယ်နော်လို့ရှိရင် today နော် today ကိုခေါ်တယ်နော် today ခေါ်ပြီးတော့မှ today ခေါ်ပြီးတော့မှ comma ကောက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့လိုချင်တာ month ကိုလိုချင်တဲ့အတွက်နဲ့ကျွန်တော်တို့စမီကိုနော်column ခွင်းတော့မှ month ကိုရွေးတယ် day ယူလို့ရပါတယ်ပြီးလို့ရှိရင်တော့ပိုက်တယ်နော်ဒီဟာကိုဒီ formula ကိုသိချင်တယ်ဒီမှာကြည့်လို့ရပါတယ်ဒါ formula အပိုင်းဖြစ်တဲ့အတွက် date diff ဘောနော်ဒါကကြတော့ကျွန်တော်ခေါ်ထားတာ enter ခေါက်လိုက်တာနဲ့ automatic ကျွန်တော်တို့ဒီဝန်ထမ်းရဲ့အလုပ်လုပ်တဲ့အရာကိုဒီလိုဖြစ်ပါတယ်နော်အားလုံးဆိုရှင်ဘယ်နှလရှိပြီလဲဆိုတော့အဲ့ဒီအပေါ်မှာ senior နဲ့စာပြီးတော့ဘယ်နှနှစ်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကြည့်လို့ရမယ်ဖြစ်ပါတယ်နော်ရမယ်ဖြစ်ပါတယ်ဒီနေရာမှာတတိထားသိချင်တဲ့တစ်ခုကကြတော့တွက်တဲ့အခါမှာဂွေးတတိထားရမယ့်အရာကမိမိကွန်ပျူတာဒီဘယ်လိုမျိုးကွန်ပျူတာလဲပေါ့ဆိုလို့ရှိရင်ကကျွန်တော်တို့ exec ကို download ဆွဲတဲ့အခါမှာနိုင်ငံနဲ့ရှင်ပြီးတော့မှကျွန်တော်ကမိမိဒီကွန်ပျူတာမှာပါတဲ့ exec ဒီလနဲ့အစပြုတာရှိတယ်နှစ်နဲ့အစပြုတာရှိတယ်ရက်နဲ့အစပြုတာရှိတယ်ကျွန်တော်စီမှာကြတော့လနဲ့အစပြုတာဖြစ်ပါတယ်ဒီတော့ဘယ်လိုမျိုးသိနိုင်မလဲဒါကိုကျွန်တော် today equal to to day1 day ကိုကျွန်တော်ခေါ်လိုက်လို့ရှိရင်ကျွန်တော်ဘာနဲ့အစပြုတယ်ဆိုမိမိရဲ့ကွန်ပျူတာရဲ့ program ဘယ်လိုမျိုးစီ software ကဘယ်လိုမျိုးအစပြုတယ်ဆိုတဲ့အရာကိုသိရှိမိဖြစ်ပါတယ်ဒီနေ့ကကြတော့ water တယောက်ချင်းစီရဲ့သူဒီဘယ်နှလလောက်ခဲ့တယ်ဆိုတော့အပေါ်မှာမူတည်ပြီးမှသိရတဲ့ဒီအရာတွေဖြစ်ပါတယ်ဒါကကြတော့ဘာအတွင်းမှာဒီဘယ်မှာအကျုပ်ခံစားခွင့်ရှိတယ်ဆိုရှင် bonus ဘာတွေမှာတွက်တဲ့အခါမှာဒီ service ကိစ္စကိုဒီလိုမှသိရှိချင်းဖြစ်ပါတယ်ပေါ့နော်တကယ်တစ်ချက်မှတ်ထားပေးချင်တာကကြတော့ date diff လို့ရှိရင်တော့ joining date,ယနေ့ date ကိုခေါ်ပြီးတော့မှလကိုထည့်လို့ရှိရင်တော့သူ့ရဲ့ service month ကိုရမယ်ဖြစ်ပါတယ်လို့နောက်video clip မှာဆိုလို့ရှိရင်ကျွန်တော် rank ရဲ့ position ရဲ့ department ရဲ့ဖြစ်သွားမယ်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်